လေလမ်းမဲ့ဝယ်ဖို့ဟိုတယ်ဘိုကင်လုပ်ဖို့အခုထိသူများကိုအကူနေရအောင်ပဲလားဒါဆိုရင်တော့ဒီဗီဒီယိုကိုဆုံးအောင်ကြည့်လိုက်ပါ Hello အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ခရီးသွားရတာကြိတ်တယ်ခရီးသွားဖို့စိတ်ကူးနေတဲ့ traveler တိုင်းအတွက်ကိုယ့်ရဲ့ဖုန်းထဲကပဲလေလမ်းမဲ့တွေကိုဘယ်လိုဝင်မလဲဟိုတယ်ဘိုကင်တွေဘယ်လိုလုပ်မလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီလိုအသုံးဝင်မင်းတဲ့လမ်းတွေဘ ഹു သုဒရစရာတွေကိုကျွန်တော်ရဲ့ channel မှာအမြဲတမ်းမျှဝေပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို like and subscribe လည်းမနေရသေးဘူးဆိုတော့ရှိရင်လည်း subscribe လည်းနဲ့ထားပေးခဲ့ကြပါ Okay ဆိုတော့ကျွန်တော်စလိုက်ကြအောင်ဆိုတော့ကျွန်တော်တို့အခုအရင်ဆုံးပေါ့နော်ဒီကိုယ့်ရဲ့ဖုန်းထဲမှာ 3 ကန် application ကို download ဆွဲဖို့လိုရပါတယ်ကိုယ့်ရဲ့ဖုန်းက Android ဖုန်းဆိုလို့ရှိရင်တော့ဒီ Play Store ကနေပြီးတော့ 3 ကန်ဆိုပြီးတော့ချလိုက်ပါဒီ chatbot မှာဒီ 3.com ဆိုပြီးတော့ဒီလိုရေးပြီးတော့ chat ကိုနှိပ်လိုက်ပါပေါ့နော်ကိုယ့်ရဲ့ဖုန်းက iOS ပေါ့နော် Apple ဖြစ်နေတော့ဒီ App Store မှာချလိုက်ရင်ရပါတယ်ဒီလို logo လေးနဲ့ဒီလိုအပြရောက်မှာဖြူစာလေးရေးထားတဲ့ logo လေးနဲ့ကြားလာပါလိမ့်မယ်ဒါဆိုရင်တော့အဲ့ဒါကိုကျွန်တော်တို့ install လုပ်လိုက်ပါပြီးတော့ခဏစောင့်လိုက်ပါပေါ့နော်ဒီလို open လေးပေါ်လာလို့ရှိရင်ဒါ install လုပ်တာပြီးတော့ပါပြီအဲ့ဒါကိုကျွန်တော်တို့ဖုန်းထဲမှာလည်းထွဲပြီးတော့ကြည့်လိုက်လို့ရှိရင်ဘောတော့ဒီမှာ 3 token ဆိုပြီးတော့ပေါ်နေမှာဖြစ်ပါတယ်အဲ့ဒါကိုနှိပ်လိုက်ရင်လည်းရပါတယ် Okay ဒါဆိုရင်တော့ဒီလိုပေါ်လာမယ်ပေါ့နော်ပထမ interface မှာဒီလိုပေါ်လာမယ်ဒါဆိုရင် next ကိုနှိပ်လိုက်ပါဒါတွေကိုလည်း okay လုပ်ပြီးတော့ notify ပေါ်လာဆိုရင်တော့အလုပ်ပဲလုပ်ပေးလိုက်ပါမယ်နော်ဒါဆိုရင်တော့ကျွန်တော်တို့ပထမစာမျက်နှာရောက်တော့မှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာလေလဲမဲ့တွေဟိုတီဘိုကန်တွေတခြားပေါ့နော်ဒီပန်းချန်တော့ပြားရိုက်တော့ပေါ့နော်အဲ့ဒါတွေလည်းအကုန်လုံးဒီဘိုကန်လုပ်လို့ရတယ်ပေါ့နော်ဒီလိုလုပ်ဖို့အတွက်ကျွန်တော်တို့အကောက်ဆိုင်းလုပ်ဖို့လိုပါတယ်အကောက်တစ်ခုဖွင့်ဖို့လိုတာပေါ့နော်ဒါဆိုရင်တော့ဒီဘက်နားမှာရှိတဲ့ဆိုင်းဆိုတဲ့ဟာကိုနှိပ်လိုက်ပါဆိုတော့ရင်ဒီထက်မှာကျွန်တော်တို့ option 3 ခုရွေးလို့ရတယ်ပေါ့နော်ဒီမှာပေါ်ဆုံးမှာဆိုတော့ Google နဲ့ဝင်မလားပေါ့နော် Google နဲ့ဝင်မလားသို့မဟုတ် email နဲ့ချိန်ပြီးတော့ဝင်မလားပြီးလို့ရှိရင်မဟုတ်လို့ရှိရင် Facebook နဲ့အကောက်ဖွင့်မလားပေါ့နော်မဟုတ်လို့ရှိရင်လည်းတခြား WhatsApp တော့ပေါ့နော် WeChat တော့ပါတော့လည်းဖွင့်လို့ရပါတယ်ဒါတွေကိုထားလိုက်ပါအဓိက option 3ခုဒီမှာပြထားတဲ့ option 3ခုပေါ့နော်ဒီထက်ကကိုယ်အဆင်ပြေတဲ့ဟာတစ်ခုခုနဲ့ဝင်ပါပေါ့နော်ကျွန်တော်ကတော့ Facebook နဲ့ဝင်တာပေါ့တော့ comment ပေးပါဦးပေါ့နော်ဒီ email နဲ့ဝင်ပါသို့မဟုတ် Google နဲ့ဝင်ပါပေါ့နော်ကျွန်တော်ကတော့ Google နဲ့ဝင်လိုက်ပါမယ်ဒါဆိုရင် Google နဲ့ဝင်ဖို့ဆိုလို့ရှိရင်တော့ဒီ Google ကိုနိုင်လိုက်ပါမယ်ပေါ့နော်ကျွန်တော်ကဒါဆိုရင်တော့ကျွန်တော်မှရှိတဲ့ဒီ Gmail ပေါ့နော် Gmail ပဲတစ်ခုရှိတယ်အဲ့ဒါကိုပေါ်လာမှာဖြစ်ပါတယ်ဒီဖုန်းထဲမှာထည့်ထားတဲ့ Gmail ပေါ့နော်ကျွန်တော်ကတော့ဒီအပေါ်က Gmail နဲ့ဝင်လိုက်မယ်ပေါ့နော်ဒါဆိုရင်တော့အပေါ်က Gmail ကိုနိုင်လိုက်ပါပြီးတော့ခဏစောင့်ပါပေါ့နော် Okay ဒါဆိုရင်တော့ကျွန်တော်တို့အကောင့်ထဲကိုရောက်တော့ပြီဖြစ်ပါတယ်ကျွန်တော်ကတော့ပထမကတည်းကအရင်ကတည်းကဒီ Gmail နဲ့အကောင့်ဝင်ထားတာရှိတဲ့အတွက်ဒီလိုမျိုးပေါ့နော်နာမည်နဲ့ပုံလွင်နဲ့တခါလေးပေါ်လာတာဖြစ်ပါတယ်ကိုကအခုမှအသိဝင်လာဆိုလို့ရှိရင်တော့သိနေပါတယ်ပုံမှာမဟုတ်ပါဘူးပြီးတော့ဒီမှာပုံလေးပေါ့နော်ဒီကိုရဲ့ profile ဒီပုံလေးလည်းပုံမှာမဟုတ်ပါဘူးအဲ့ဒါတွေကိုကိုကဒီမှာအထက်မှာဝင်ပြီးတော့ edit လုပ်လို့ရတယ်ပေါ့နော်ကို profile တင်ချင်တယ်ဆိုလို့ရှိရင်တော့ဒီပုံလေးပေါ့နော်ဇာတ်ဝက်ထဲကပုံလေးကိုနှိပ်လိုက်ပါပြီးလို့ရှိရင်ဒီလိုပေါ်လာလို့ရှိရင်ဒီမှာပြရုပ်လေးနဲ့ဒီဘိုးပန်လိုမျိုးပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်ပါဒါပေါ်လာလို့ရှိရင်ဒီ allow all နှိပ်ပြီးတော့ကိုရဲ့ gallery ထဲကကိုကြိုက်တဲ့ပုံတစ်ပုံရွေးတင်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်တို့အကောင့် login ဝင်တာပြီးသွားပြီဖြစ်ပါတယ်လွယ်ပါတယ်ပေါ့နော်မခက်ပါဘူးပြီးလို့ရှိရင်နောက်တစ်ခုကကျွန်တော် currency ပေါ့နော် currency ကိုရွေးရမှာဖြစ်ပါတယ်ကိုကဒီမှာလမ်းမစင်းလုံးတွေကိုဘယ်လိုငွေကျင်းတဲ့မြင်ရှင်တာလဲပေါ့နော်ကိုကထိုင်းဘတ်နဲ့ကြည့်ရှင်တာလားသို့မဟုတ်American dollar နဲ့ကြည့်ရှင်တာလားအဲ့လိုမျိုးရွေးလို့ရပါတယ်ဒါရွေးဖို့လည်းကျွန်တော်တို့ဒီမှာကောက်ရွေးလိုက်လို့ရှိရင်ဒီလို interface ပေါ်လာမှာပေါ့နော်ဒါဆိုရင်တော့ဒီမှာအပေါ်နောက်ကဒီအဝဲလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ language တွေပေါ့နော် language ပြောလို့ရမယ် country region တွေပြောလို့ရမယ်ပေါ့နော်ပြီးတော့ currency ပေါ့နော်ဒီမှာ currency ဆိုတဲ့နေရာကိုနှိပ်လိုက်လို့ရှိရင်ကိုရွေးရှင်လဲငွေကြေးကိုရွေးလို့ရပါတယ်ဒီမှာအခုတော့ USD ဖြစ်နေတယ်ပေါ့နော်ကျွန်တော်ကကိုရီးယားဝင်ပြီးရွေးလိုက်ပါမယ်ဒါကိုတစ်ချက်နှိပ်လိုက်ရင်ရပါပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် back နဲ့ထွဲလိုက်ပါပြီးလို့ရှိရင် home သွားလိုက်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့အကောက်ဖွင့်ရတွေ currency ငွေကြေး currency ပြောရတဲ့ဒါတွေပြီးသွားပြီဖြစ်ပါတယ် Okay ဆိုတော့အခုကျွန်တော်တို့အကောက်လေးဖွင့်ပြီးသွားပြီပေါ့နော်ဆိုင်ရင်လေးဝင်ပြီးသွားပြီ currency တွေလည်းပြောပြီးသွားပြီဆိုလို့ရှိရင်တော့ဒီက hotel booking ရယ် flight ရယ်ပေါ့နော်ဒါတွေအဓိကသုံးမှာဖြစ်ပါတယ်ဆိုတော့ဒီနှစ်ခုကိုပဲကျွန်တော်အဓိကရှင်းပြပေးပါမယ်အခုဒီလေလမ်းမဲ့ booking လေးလုပ်ကြည့်ကြရင်ပေါ့နော်လေလမ်းမဲ့ booking လုပ်ဖို့အတွက်ကျွန်တော်ဒီမှာ flight ကိုရွေးလိုက်ပါပြီးလို့ရှိရင်တော့ကျွန်တော်တို့ one way လား road flight လားရွေးရမှာဖြစ်ပါတယ်ဒီ one way ဆိုလို့ရှိရင်တော့အသွားတစ်ကြောတွေပေါ့နော် road flight ဆိုလို့ရှိရင်တော့အသွားပြန်တစ်ကြောလုံးကိုတစ်ခါတည်းဝယ်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ road flight နဲ့ပဲပြလိုက်မယ်ပေါ့နော် road flight ဆိုတော့ road flight ကိုရွေးလိုက်ပါ road flight ရွေးပြီးတော့လို့ရှိရင်ကိုကဘယ်ကနေဘယ်ကိုသွားမလဲပေါ့နော်အဲ့ဒါရွေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဥပမာအနေနဲ့ဒီရန်ကုန်ကနေပြီးတော့ဒီဘန်ကောက်ဆိုပါတော့နော်ဘန်ကောက်ထည့်လိုက်ပါမယ်ဘန်ကောက်မှာတော့ airport နှစ်ခုရှိတာပေါ့နော်ဒီတူနာပုံမင်းနဲ့ဒုံမောက်လေဆိုင်ဆိုပြီးတော့နှစ်ခုရှိပါတယ်ခုကတော့
သူကနာပုံမှန်ရေးလိုက်မယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်သွားမယ့်နေရာနဲ့သွားရှင်တဲ့နေရာရွေးပြီးတော့ဖြစ်ပါတယ်ဆိုလို့ရှိရင်တော့ကျွန်တော်သွားမယ့်ရက်ပေါ့နော်ဒီ date ကိုရွေးရမှာဖြစ်ပါတယ်ဘယ်နေ့သွားမှာလဲဒါကိုရွေးရမှာဖြစ်ပါတယ်ဒါကိုရွေးဖို့တတ်ဒီအောက်မှာ calendar ပုံစံလေးနဲ့ပေါ့နော်ပြကနေပုံစံလေးနဲ့အဲ့ဒါကိုနိုင်လိုက်ပါနိုင်လိုက်လို့ရှိရင်ဒီ date တွေပေါ်လာတယ်ပေါ့နော် date ပေါ်လာလို့ရှိရင်ကိုသွားမယ့်ရက်နဲ့ပြန်လာမယ့်ရက်2ရက်ရွေးရမှာဖြစ်ပါတယ်23ကနေသွားပြီးတော့ဒီဇင်ဘာလ20နေ့ပြန်လာမယ်လို့ပဲရွေးလိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ပြန်လာမယ့်ရက်နဲ့သွားမယ့်ရက်ကိုရွေးပြီးတော့ဖြစ်ပါတယ်ရွေးပြီးတော့လို့ရှိရင်တော့ဒီမှာအောက်တုံးကိုနေလိုက်ပါပြီးလို့ရှိရင်တော့ကိုက passenger ပဲနေရောက်လေပေါ့နော်ကိုတယောက်တည်းလားနောက်ထပ်ဘယ်သူတွေပါအောင်မလဲရွေးရမှာဖြစ်ပါတယ်ဒီမှာလူရုပ်လေးနဲ့ဒီနေရာလေးနဲ့လက်လို့ရှိရင်အထျားမှာပေါ့နော် clear ပါလို့ရှိရင်တော့ဒီမှာ children မှာ plus နိုင်ပြီးတော့တယောက်2ယောက်3ယောက်ပါညာရွေးပေါ့နော်ဟိုကတော့ကိုတယောက်လေးဆိုတော့ဒါမရွေးတော့ပါဘူးဒီမှာစဉ်းစားနိုင်အထက်ဆိုလို့ရှိရင်တော့လူကြီးလို့သတ်မယ်ပေါ့နော်ဒါဆိုရင်တော့လူကြီးလူကြီးကအခုကတယောက်လေး2ယောက်ဆိုရင်2ယောက်ပေါ့နော်ဒီမှာနိုင်လို့ရေးပြီးတော့ဖြည့်လို့ရပါတယ်ဟိုတယောက်လေးဆိုတော့တယောက်တည်းပေါ့နော်โอเคဒါရွေးပြီးတော့ပြီဆိုလို့ရှိရင်တော့ confirm ပေါ့နော် confirm နိုင်လိုက်ပါပြီးလို့ရှိရင်ဒီမှာဝင်မဲ့တက်ကက်ကဘယ်လိုမျိုးလဲ economic လား premier လား business လားပေါ့နော်အဲ့ဒါလည်းရွေးပြီးဝယ်လို့ရပါတယ်ဈေးသက်သာတဲ့လေလမ်းမဲ့ဝယ်မယ်ဆိုလို့ရှိရင်တော့ economic ဟိုပဲရွေးရမှာပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့သွားမဲ့နေရာရယ်ဓာတ်ရယ်ပြီးတော့ဒီလမ်းမဲ့မျိုးစားရယ်အကုန်လုံးရွေးပြီးတော့ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့လမ်းမဲ့ရချလိုက်ပါမယ်ဒါကိုရှာဖို့ဒီမှာချားဆိုတဲ့အပြာကိုစားရန်တော့နှိုက်လိုက်ပါဒါဆိုရင်တော့ကျွန်တော်ဒီဇင်ဘာလ23ရက်ကရန်ကုန်ကသွားပြီးတော့ဒီဇင်ဘာလ20ရက်နေ့ထိုင်ကနေရန်ကုန်ပြန်လာမဲ့လေလမ်းမဲ့ရေဈေးလုံးတွေပေါ်လာပြီဖြစ်ပါတယ်အပေါ်ဆုံးကတော့ဈေးသက်သာဆုံးလေလမ်းမဲ့ပေါ့နော်ဒါ2,600ရှိမယ်အောက်မှာ2,900ရှိမယ်2,900ရှိမယ်အောက်မှာရှိတဲ့ဟာတွေကဈေးများတဲ့ဟာတွေဖြစ်ပြီးတော့အပေါ်ဆုံးမှာကတော့ဈေးနေတဲ့ဟာတွေပေါ့နော်ဒါတွေသူတို့တခါလေးဈေးတွေလေးရေးပေးထားပါတယ်အခုကကျွန်တော်ဥပမာနဲ့ပြတာဆိုတော့ပထမဆုံးပေါ့နော်ဒီအပေါ်ဆုံးမှာပေါ်နေတဲ့ဟာကိုပဲရွေးလိုက်ပါမယ်ဒါကိုနိုင်လိုက်ပြီဆိုလို့ရှိရင်ဒီဘေးနားမှာထည့်ပြီးတော့ပေါ်လာပါတယ်ဘေးနားမှာထည့်ပြီးတော့ပေါ်လာတဲ့ဟာကပေါ့နော်ဒီပထမ number 1လို့ပေါ်နေတဲ့ပုံမှာပြီးတော့ဘေးက number 2ပေါ့နော် number 1က departure ကိုသွားမယ့်ဟာပါ number 2မှာကတော့ဒီ select return flight ပေါ့နော်ကိုပြန်လာမယ့်လေလမ်းမဲ့ကိုရွေးပါလို့ပြောတာပေါ့နော်သူတို့ကဒီပိုဆုံးကလေလမ်းမဲ့ကတော့ဒီမှာ plus ပါမနေဘူးပေါ့နော် MA ဖြစ်နေတယ်အောက်က plus 0ဖြစ်နေတယ်ဆိုတော့ထည့်ပေးစရာမလိုဘူးပေါ့နော်အဲ့ဒါဆိုလိုတာပါအောက်ကဟာကကျတော့ plus 9000ပြထားတယ်တွေ့လားအပေါ်9000ဆိုတော့ထည့်ပြီးတော့9000ထည့်ပေးရမယ်ပေါ့နော်အဲ့လိုဆိုလိုတဲ့သဘောပါဆိုတော့ကျွန်တော်တို့ပေါ်ကဟာပဲရွေးလိုက်ပါမယ်တတ်တာတွေဟာပဲရွေးလိုက်မယ်ပေါ့နော်စူးစူးပေါ့နော်လူတယောက်ကဒီမှာ2,600ကြားမယ်ပြောတာဖြစ်ပါတယ်ဒါကကျွန်တော်အခုကိုရီးယားပိုက်ဆံပေါ့နော်ကိုရီးယားဝမ်နဲ့ပြပေးနေတာဖြစ်ပါတယ်ကျန်တဲ့မဟုတ်ပါဘူးဆိုတော့ဒါရွေးပြီးတော့ကိုတက်ချပြီးဆိုလို့ရှိရင်တော့ continue နှိုက်လိုက်ပါ okay continue နှိုက်လိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာအသေးစိတ်ထည့်ပြီးတော့ပြပေးတယ်ပေါ့နော်ဒီရန်ကုန်ကနေသွားမဲ့ရှင်ကဒီဇင်ဘာ23ရက်နေ့7:30 PM ပေါ့နော်ဒါဆိုရင်ညာဖက်ဖြစ်ပါတယ်ချီ1ပေါ့နော် T1 ဆိုတာ terminal 1ပြောတာပါ terminal 1ကနေသွားမှာဖြစ်ပါတယ်ပေါ့နော် AM ဆိုတာကအာရုံပေါ့နော်ကျွန်တော်မနေ့ပိုင်းကိုပြောတာဖြစ်ပါတယ်မနေ့ပိုင်း9:10မိနစ်အစားထွက်မယ်ရန်ကုန်ကို6:00မှာရောက်မယ်ပေါ့နော်မနေ့6:00မှာရောက်မယ်အဲ့လိုပြောတာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီနှမျိုးပေးထားရပေါ့နော် choice နှမျိုးပေးထားပါတယ်ဒါတွေကိုလည်းတစ်ချက်ကြည့်ပေါ့နော် hand carry တွေပါမယ် share bucket တွေပါမယ် personal item အဲ့ဒီပါမယ်ဘာညာပေါ့နော် okay ကျွန်တော်တို့ပေါ်ကဟာပဲရွေးပြလိုက်ရပေါ့နော်ပေါ်ကရွေးလိုက်မယ်ဒါဒီနေရာမှာကျွန်တော်တို့ကဒီခရီးသည်ရဲ့အချက်လက်တွေဖြစ်အောင်ဖြစ်ပါတယ်ပေါ့နော်ဒီအခုမှသွားမဲ့သူတွေကြတော့ဒီမှာ added person လိုက်ပြီးတော့ governing ကိုဖြစ်ပါဒါအလွယ်ကူဆုံးမရမယ်ဆိုလို့ရှိရင်တော့ last name မှာတော့ကိုယ့်ရဲ့နာမည်ရဲ့နောက်ဆုံးကတစ်လုံးဟိုထည့်ပါပေါ့နော်ဒီ governing မှာကြတော့ရှေ့ဆုံးကနာမည်ရှေ့ဆုံးကအလုံးတွေထည့်လိုက်ပါပေါ့နော်အဲ့ဒါဆိုရင်ရပါပြီဒီမှာပေါ့နော်ဒါကတော့ဂျန်တာရေးရတာဖြစ်ပါတယ်ကိုကယောက်ျားဆိုလို့ရှိရင်မေကိုရေးပါကိုကမိန်းမဆိုလို့ရှိရင်တော့ female ကိုရေးပါပေါ့နော်ဒီမှာ nationality country region ပေါ့နော်ဒီဒါကိုယ့်ရဲ့နိုင်ငံသားဟိုကိုရေးရမှာဖြစ်ပါတယ်ကိုကဒီပဲနိုင်ငံသားလဲဟိုမြန်မာဆိုလို့ရှိရင်မြန်မာရေးလိုက်ပေါ့နော်ဥပမာဒီမှာမြန်မာပါမြန်မာဆိုလို့ရှိရင် MY ရေးလိုက်တာပို့ပါတယ်ဒါမြန်မာဖြစ်ပါတယ်ဒီမှာ day of birth ဆိုတာကကိုယ့်ရဲ့ break day ပေါ့နော်ကိုယ့်ရဲ့မွေးနေ့ထည့်ရတာဖြစ်ပါတယ် calendar လေးထောက်လိုက်ပြီးတော့ဒီမှာဒီဘက်မှာခုနိုင်ဒီဘက်မှာရက်ရှိမယ်ပေါ့ဒီမှာလာရှိမယ်ပေါ့နော်အဲ့ရေးရတာဖြစ်ပါတယ်ဒါဆိုရင်ပြီးလို့ရှိရင်တောင်းနိုင်လဲပါအဒါသေချာထည့်ရမယ်ပေါ့နော်ဒါမှမဟုတ်လို့မရပါဘူးကိုယ့်ရဲ့ passport မှာပါတဲ့အတိုင်းပဲဖြစ်ရမှာဖြစ်ပါတယ်မွေးတော့ credit တွေလည်းအဲ့ဒီတိုင်းပါပဲဒါဆိုရင်ဒီမှာက passport number ဖြစ်ရမှာဖြစ်ပါတယ် passport number မှာ passport number ထည့်လိုက်ပါ passport ကကြည့်ပြီးတော့ထည့်လိုက်ပါပေါ့နော်ကိုယ့်ရဲ့ passport ကဒိတ်ပေတော့ပုံမှာလည်းအဲ့ဒါရေးရမှာဖြစ်ပါတယ်ပြီးတော့ဒီနေရာမှာတတိထားမှာတူကကိုကနိုင်ငံခြားခရီးသွားဖို့အတွက်ကိုယ့်ရဲ့ passport မှာအနည်းဆုံးသက်တမ်း6လကျန်တယ်ဖို့လိုပါတယ်ဟုတ်ကဲ့အခုကတော့ကျွန်တော်ရဲ့ဟာပဲရွေးလိုက်ရပါပေါ့နော်ဖြစ်ပြီးတော့လို့ရှိရင်တော့ဒီ continue နှိုက်လိုက်ပါ
ဒီမှာသူတို့ထမ်းမဲ့တယ်ပေါ့နော် insure တွေပါတယ်အာမခံတွေပါညာပေါ့နော်သူတို့ပြောတာတော့ကျွန်တော်ကတော့တိတ်ရွေးလေးမရှိပါဘူးကိုဒါကတော့ကိုရဲ့ဆန်လာပဲပေါ့နော်ကိုပေါ်တိုင်းပဲကိုရောရွေးချင်ရွေးလို့ရတယ်ပိတ်ဆန်ထည့်ပေးရမယ်ကျွန်တော်ကတော့မရွေးတော့ပါဘူး Northern Snack နဲ့လဲပါမယ်ဒီနေရာမှာတော့ကိုသူပင်မနိုင်ရမှာပေါ့နော်โอเคကိုသူပင်မနိုင်လိုက်ပြီဆိုလို့ရှိရင်တော့ဒီနေရာရောက်လာမှာဖြစ်ပါတယ်ဒီနေရာရောက်လာပြီဆိုလို့ရှိရင်တော့ဒီမှာကိုငွေပေးရှင်မနေလန်းလေရွေးချယ်အောင်မှာဖြစ်ပါတယ်ပေါ့နော်ငွေပေးရှင်မနေလန်းမှာကျွန်တော်ကအရင်ကဝယ်ထားတာရှိတယ်ဆိုတော့ဒီမှာ cap ဖြစ်ထားတာရှိတယ်ပေါ့နော်ခုမှဝယ်မဲ့သူတွေတခါမှဝယ်ထားတာမရှိတဲ့သူတွေကြတော့ဒီမှာ cap ဖြစ်ထားတာရှိမှာမဟုတ်ပါဘူးခုမှဝယ်မဲ့စားဝယ်မဲ့သူတွေကြတော့ဒီနိုင်ငံပေါ်မှာကိုနေတဲ့နိုင်ငံပေါ်မှာမူတည်ပြီးတော့သူတို့ငွေပေးရှင်တဲ့နေလန်းလည်းနည်းနည်းပြောလို့ရှိနေပါတယ်ဒါပေမဲ့ကိုက master cap ရှိရဆိုလို့ရှိရင်တော့ဘယ်နိုင်ငံဘယ်နေရာမှာပဲနေနေအဲ့ဒီ master cap နဲ့ပေးရှင်လို့ရတယ်ပေါ့နော်ဒါလည်းလွယ်ပါတယ်ဒီမှာnew credit divide cap ပေါ့နော် new credit cap တော့ divide cap ကိုရွေးပြီးတော့ဒီမှာ can number ထည့်လိုက်လို့ရှိရင်ရပါပြီပေါ့နော်ကျွန်တော်ကတော့ဒီမှာဖြည့်ပြီးတော့ရှိတာပဲရွေးလိုက်ပါမယ်ပြီးလို့ရှိရင်တော့ဒီမှာbirthday ပေါ့နော်မွေးနေ့ထည့်ရပါမယ်ပြီးလို့ရှိရင်ဒီမှာလာရယ်နေ့ရယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့ cap ဒီ master cap ဆိုလို့ရှိရင် master cap ပေါ့နော်ဒီ master cap consume ဒီလာနဲ့နေ့ကိုထည့်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ pin တော့ဘောဒီအောက်က pin တော့နိုင်လဲလို့ရှိရင်တော့ကိုကဲထားငွေ auto ဖြတ်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့မနိုင်တော့ပါဘူးဒါအဆန်းလုပ်ပြတာဖြစ်တဲ့အတွက် okay ဒါဆိုရင်ကိုကအဲ့ pin တော့နိုင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ message ဝင်လာမယ်ပေါ့နော်message ဝင်လာမှာဖြစ်ပါတယ်ဒါကကျွန်တော်ဟိုးလုံးကဝေထားတဲ့ဟာတွေပါဒီလို message ဝင်လာမှာဖြစ်ပါတယ်ပြီးလို့ရှိရင်လည်းကိုရဲ့ booking လုပ်ထားတဲ့ဟာတွေကိုဒီမှာ trade token ဆိုတဲ့ my trade ဆိုတဲ့နေရာကိုဝင်ကြည့်လို့ရပါတယ်ပေါ့နော်အရင်ကလောက်ထားတဲ့ဟာတွေကိုကျင်းမယ်ဆိုလို့ရှိရင်တော့ဒီမှာ all booking ပေါ့နော် all booking နဲ့လောက်လို့ရှိရင်ကိုအရင်ကလောက်ထားတဲ့ဟာလည်းပုံမှာဖြစ်ပါတယ်ပြီးတော့ကိုက Gmail နဲ့ချိန်ထားရဆိုလို့ရှိရင်လည်းဒီ e-ticket တွေပါတယ်ကိုသူတို့က Gmail ကနေပြီးတော့လည်းလှမ်းပို့ပါတယ်ပေါ့နော်ဒီမှာပေါ့နော်ဒီမှာကျွန်တော် October 6 နဲ့ရက်နေ့ကဝယ်ထားတယ်ဒါပေမဲ့ပါဒီလိုမေးဝင်လာမှာဖြစ်ပါတယ်သူတို့ street token ဆိုပြီးတော့ကိုကငွေပေးရှိပြီးသွားပြီဆိုလို့ရှိရင်သူတို့ပထမတစ်ခါကပထမတစ်စောကဒီလိုပေါ့နော် payment ဆက်ဖို့ဆိုပြီးတော့ပို့ပေးမှာဖြစ်ပါတယ်ကိုအဲ Gmail ထဲကိုပေါ့နော် payment ဆက်ဖို့ပေါ့နော်ငွေပေးရှာပြီးသွားပြီဆိုလို့ရှိရင်တော့သူတို့ဒီမှာe-ticket ပေါ့နော်ကိုကလည်းလမ်းမဝယ်လို့ဆိုလို့ရှိရင်ဒီလမ်းမ e-ticket ပို့ပေးတာဖြစ်ပါတယ်ဒီလိုမျိုးပါဒါကို print ထုတ်သွားလည်းရတယ် print မထုတ်ပဲဒီတက်ယူသွားပြီးတော့ scan ယူသွားပြီးတော့ဒီ check in ဝင်တဲ့အချိန်မှာပြလည်းရတယ်ပေါ့နော်ကိုက check တယ်လို့ရပါတယ်အဲ့ဒါကြတော့ okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီလမ်းမဝယ်တာပြီးတော့ပြီပေါ့နော်ကိုကဘယ်နဲ့မှဈေးသက်သာလဲကြည့်ပြီးတော့ဝယ်ရှင်တယ်ဆိုလို့ရှိရင်ဒီ binner calendar နဲ့လိုက်ပါဒါဆိုရင်တော့သူတို့ဒီမှာပေါ့နော် graph နဲ့ပြထားတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒီကျွန်တော်ရွေးထားတဲ့73ရက်ကနေ20ရက်နေ့ကျတော့ဒီမှာ6လောက်ရှိရပေါ့နော်နောက်မှာဆိုလို့ရှိရင်ဒီမှာဒီဇင်ဘာလ16ကနေ23ရက်ဆိုလို့ရှိရင်2လောက်လောက်ပဲရှိရပေါ့နော်ဒီမှာလာရွေးပြီးတော့ဝယ်လဲရပါတယ်ဒါကလည်းလမ်းမဈေးကြေးပြီးတော့ဝယ်တာဖြစ်ပါတယ်ဒီဇင်ဘာလကုန်ခါနေဆိုလို့ရှိရင်ကျန်4သိန်းကျော်တော့ရှိရပေါ့နော်5သိန်းလောက်ရှိတယ်အဲ့လိုမျိုးပါပိုင်ရဲတွေပေါ့နော်ပြီးတော့ခရီးအသွားများတဲ့နေတွေအဲ့လိုနေတွေကိုလိုက်ပြီးတော့ဈေးတွေကလည်းပြောင်းလဲရှိရပေါ့နော်ဒါကကိုကဘယ်နေပဲသွားရတယ်ဈေးသက်သာတဲ့ဟာလို့ရှိရင်ဆိုလို့ရှိရင်တော့ဒီကလန်ဒါလေးထောက်ပြီးတော့ဒီမှာကိုဈေးသက်သာတဲ့ရက်ကိုရွေးပြီးတော့ဝယ်လို့ရပါတယ်ပေါ့နော်โอเคဒါကတော့လည်းမဈေးသက်သာတဲ့ဟာကိုဘယ်လိုရွေးပြီးတော့ဝယ်မလဲဆိုတာကိုပြပေးတာဖြစ်ပါတယ်โอเคဒါဆိုရင်တော့ကျွန်တော်ဒီလမ်းမဝယ်ပြီးသွားပြီပေါ့နော်ဒီတစ်ခါကျွန်တော်တို့ hotel booking လုပ်ကြမယ် hotel booking လုပ်ဖို့အတွက်လွယ်ပါတယ်ခုနကတော့ကျွန်တော်တို့ hotel ကိုနိုင်လိုက်ပါနိုင်လိုက်လို့ရှိရင်တော့ဒီမှာပထမဆုံး charge board မှာပေါ့နော်ကိုဘယ်နေရာမှာနေမလဲဆိုတာကိုရွေးရမှာဖြစ်ပါတယ်ဘယ်မျိုးလဲပေါ့နော်မျိုးရွေးရမှာဖြစ်ပါတယ်โอเคကျွန်တော်တို့အလွယ်ပဲပေါ့နော်ဘန်ကောက်ပဲရွေးလိုက်ပါမယ်ရေးလိုက်ရင်လည်းရိုက်လိုက်နေကြတယ်ပေါ့နော်ပြီးရင် G OK ဒီလိုရိုက်ပြီးတော့ charge ကိုရှာလိုက်လို့ရှိရင်လည်းသူကြားလာမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ဒိုက်ကြရမှာပေါ့နော်ဒီနေရာမှာကိုတင်းမဲရက်ကိုရွေးရမှာဖြစ်ပါတယ်တ냐လားညလားပေါ့နော်ဒါကတော့ကိုကြိုက်တယ်လို့ရွေးလို့ရပါတယ်73ရက်ကနေဝင်ပြီးတော့4ရက်နဲ့ထွန်းရပေါ့နော် check in တ냐ရွေးလိုက်မယ်ပြီးလို့ရှိရင်တော့ conference နဲ့လည်းပေါ့နော် one night ပေါ့ပြီးလို့ရှိရင်ဒီမှာroom ပေါ့နော်အခန်းကတခန်းယူပါလားနှစ်ခန်းယူပါလားမြင်တာဖြစ်ပါတယ်ဒီနေရာမှာပထမ room ဒုတိယနေရာကတော့လူပေါ့နော်ဘယ်နှစ်ယောက်လဲပေါ့နော်လူကြီး2ယောက်ဆိုလို့ရှိရင်2ပေါ့နော်တယောက်တည်းဆိုရင်တော့1ရွေးလိုက်ပါခလေးတွေပါလို့ရှိရင်တော့ဒီမှာခလေးအသက်အရွယ်နဲ့လိုက်ပြီးတော့ရွေးရမှာဖြစ်ပါတယ်မပါဘူးဆိုရင်0ပေါ့နော်ဒါလူကြီး2ယောက်ဆိုရင်ဒီမှာ +2 ပေါ့နော် +3 ပါညာရွေးပြီးတော့ရွေးလို့ရပါတယ် okay ဆိုတော့ +1 ပဲထားလိုက်ပါမယ်ဆိုလို့ရင်တောင်းနိုင်လိုက်ပါ
charge ပေါ်နိုင်လို့ရှိရင်ဒီမှာဟိုတယ်ကြားလာဖြစ်ပါတယ်ဇဲလုံးနဲ့တကွာသူရဲ့ဟိုတယ် ranking တွေပါတယ်ပါအကုန်ကြားလာတာဖြစ်ပါတယ်ဒီအောက်မှာရောဒီမှာ discover ထားတာဘောနော်ဒါတွေရောတခါလေးကြားလာတာဖြစ်ပါတယ်ဒီထဲကမှကိုရွေးဘောနော်ပြဟာကြိုက်လဲပြနေအောင်နေမလဲဘောနော်အဲကိုဇဲလုံးနဲ့နေပြီးတော့နေရာကိုရွေးရှိပြီးတော့ဝေယူရမှာဖြစ်ပါတယ်ကျွန်တော်ကအပေါ်ကဟာပဲရွေးပြမယ်ဘောနော်ပေါ်ကဟောရွေးမယ်ဆိုတော့ပေါ်ဟာနေလဲပါနေလဲပြီးဆိုရင်ဒီမှာသူရဲ့ preview တွေကြည့်လို့ရတယ်ပေါ့နော်သူရဲ့အခန်းတွေဟိုချင်းရွေးကြည့်လို့ရပါတယ်ပေါ့နော်ဒီမှာသူရဲ့ဟိုတယ် location တွေပါမယ်ပြီးလို့ရှိရင်ဒီမှာအခန်းရွေးတာပေါ့နော်အခန်းတွေကအမျိုးအစားလိုက်ဇေရုံတွေကွာပါတယ် Queen Bell လားအဲ့လိုမျိုးကတင်တွေပါတွေကစဘယ်လိုအခန်းမျိုးလို့ရှင်းတာလဲဆိုတာပုံကြည့်ပြီးတော့ရွေးလို့ရပါတယ်ပေါ့နော်ဒီမှာ view map ကိုနိုင်လဲလို့ရှိရင်သူတို့ဟိုတယ်ရှိတဲ့ location ပေါ်လာဖြစ်ပါတယ်ပေါ့နော်ဒီမြေပုံမှာပေါ်လာဖြစ်ပါတယ်သူရဲ့နေရာရဲ့ location ဝေးလို့ကြည့်လိုက်ရတယ်ပေါ့နော်ပြီးလို့ရှိရင်အောက်မှာလည်းဒီမှာစာလိုက်စာပေါ့နော်လိုက်စာလည်းအောက်မှာရေးထားရှိပါတယ်ပေါ့နော်โอเคဒါဆိုရင်တော့ဒါက location ကြည့်တဲ့နေရာပါဆိုလို့ရှိရင်ကျွန်တော်ကအခန်းတစ်ခန်းဥပမာနည်းနည်းရေးပြမယ်ပေါ့နော်ဒီအပေါ်ဆုံးအခန်းကိုရွေးလိုက်ပါမယ်2200 one room ပေါ့နော်ဒါကိုရွေးလိုက်မယ်ပြီးလို့ရှိရင်တော့ဒီမှာ name ဘာညာဖြည့်ရမယ်ပေါ့နော်ဒီမှာကအနည်းဖြည့်ရမယ်ပြီးလို့ရှိရင် Gmail ပေါ့နော် contact ပေါ့နော်ကိုယ့်ရဲ့ contact ဖြည့်ရမှာဖြစ်ပါတယ် contact ကသူက Gmail ထည့်ရမယ်ပြီးလို့ရှိရင် phone number ထည့်ရမယ်ပေါ့နော်ဒါမှ Gmail ထည့်မှာသူတို့က Gmail ကိုဒီ hotel booking လုပ်တဲ့ဒီ conference အားရောပေါ့နော်လုပ်ပြီးတော့လို့ရှိရင်သူတို့စီကနေရာပြန်ပို့ပေးမှာဖြစ်ပါတယ်ဆိုတော့ Gmail တစ်ခုထည့်ပါဒါတွေရွေးပြီးတော့ပြီဆိုလို့ရှိရင်တော့ပေါကုမနယ်လဲလို့ရှိရင်ဒီမှာငွေပေးချင်တဲ့နေရာရောက်တော့မှာဖြစ်ပါတယ်ခုနကလေလမ်းမဲ့ဝယ်ရတာနဲ့အတူတူပါပဲဒီနေရာမှာငွေပေးချင်တဲ့ cash မျိုးစားကိုရွေးပါဘောနော်ကို cash ကိုဖြည့်ပါပြီးလို့ရှိရင်ကိုရမွေးနေကိုထည့်ပြီးတော့ရှိရင်တော့ဒီမှာအဲ့ဒီကိုငွေပေးချင်တဲ့ cash ရဲ့တသက်ကုန်ဆုံးမဲ့လာရင်နိုင်ကိုထည့်ပါနော်လာနိုင်ကိုထည့်ပါပြီးလို့ရှိရင်တော့ pep တော့ကိုနိုင်လဲပါဘောနော်ဒါဆိုလို့ရှိရင်တော့ကိုချိန်ထားတဲ့ Gmail ကိုသူတို့စီက confirm ဖြစ်လို့ရှိရင် mail ပြန်ပို့ပြမှာဖြစ်ပါတယ်တချို့ hotel တွေကဒီကနေ online ကနေပေးရတာရှိသလိုတချို့ hotel တွေကတော့ဟိုမှာ check in ဝင်တဲ့အချိန်ကြာမှပေးရတာလည်းရှိပါတယ်ပေါ့နော် okay ကျွန်တော်ကအခု booking မလုပ်တော့ဘူးပေါ့နော်ကာစီလောက်လိုက်ပါမယ်ပြင်တော့မနိုင်တော့ပါဘူး okay ဒီကို booking လုပ်ထားတဲ့ဟာတွေကိုကျင်းပြီဆိုလို့ရှိရင်တော့ဒီမှာ my 3မှာပဲဝင်ကျင်းရတယ်ပေါ့နော်ဒီ my 3မှာကျင်းလိုက်လို့ရှိရင်အကုန်လုံးကိုလုပ်ထားတဲ့ booking တွေပေါ့နော်ဒီပို့ဆုံးမှာပဲပေါ်နေမှာဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်ကိုယ့်ရဲ့ဖုန်းထဲကနေပဲဒီ 3 token application ကိုသုံးပြီးတော့ hotel booking တွေဘယ်လိုလုပ်မလဲလေလမ်းမဲ့တွေဘယ်လိုဝင်မလဲဒါတွေကိုအကုန်လုံးသိသွားပြီဖြစ်ပါတယ်တကယ်တော့ဒီဟာလုံးတဲ့အခါအခက်အခဲတစ်ခုခုရှိတာဖြစ်ဖြစ်လုံးလို့မရတာဖြစ်ဖြစ်ပေါ့နော်ဒီလိုဆိုလို့ရှိရင်လည်းဒီအောက်က comment မှာရေးပြီးတော့မေးလို့ရပါတယ်ပေါ့နော်သိချင်တာတွေထည့်မေးလို့ရပါတယ်ဒါမှမဟုတ်ကိုလုံးတဲ့အခါကိုမှငွေပေးရှင်ပဲကဲပေါ့နော်ဒါဒီကဲရဲ့အဆင်မပြေလို့လောက်ရတာ booking တွေလုံးလို့မရဘူးလေလမ်းမဲ့တွေဝယ်လို့မရဘူးဆိုလို့ရှိရင်လည်းဒီကျွန်တော်ကိုဆက်သွယ်ပြီးတော့အကူအညီတောင်းလို့ရပါတယ်ပေါ့နော်။ Okay ဒီဗီဒီယိုကဒီခရီးသွားမဲ့သူတွေအတွက်သုံးရတဲ့ဗီဒီယိုသဘောဖြစ်လိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။အကုန်လုံးအဆင်ပြေကြပါစေ။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။ဟုတ်တယ်လား။